ဆိုလင်းဦးကဝမ်ချန်ပီယံရှစ်ကိုနောက်ထပ်တစ်ကြိမ်ပြန်လဲဝင်ရောက်လာတော့မှလည်းပဲဖြစ်ပါတယ်။မင်္ဂလာပါ Fight Permit ကနေကြိုဆိုပါရစေ။ဝမ်ချန်ပီယံရှစ်ရဲ့ရုရှားဖိုက်တာနဲ့နောက်ဆုံးထိုးတက်ခဲ့တဲ့ပွဲမှာဆိုလင်းဦးကအမှတ်နဲ့ရှုံးနေခဲ့ရလည်းပဲဖြစ်ပါတယ်။အဲ့ပွဲပြီးကတည်းကဆိုလင်းဦးကဝမ်ချန်ပီယံရှစ်မှာမမြင်ရတော့တာကတော်တော်လေးကိုကြာနေပြီလည်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကပထမဦးဆုံးဝမ်ချန်ပီယံရှစ်ရဲ့စာချုပ်တန်းမှာထိုးရတဲ့ကစားသမားလည်းပဲဖြစ်ပါတယ်။ဝမ်ချန်ပီယံရှစ်ရဲ့ကစားသမားတက်တန်းတစ်လျှောက်မှာစုစုပေါင်း6ပွဲထိုးထားပြီးတော့3ပွဲကိုအနိုင်3ပွဲရှုံးထားပါတယ်။သူရှုံးခဲ့တဲ့3ပွဲမှာက decision နေတဲ့တာရှုံးနေခဲ့တာဖြစ်ပါတယ်။သူနိုင်ခဲ့တဲ့3ပွဲကအလဲထိုးနေတာအနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါတယ်။စုစုပေါင်းထိုးခဲ့တဲ့6ပွဲမှာ3ပွဲမြောက်ကိုအနိုင်ရရှိခဲ့ပြီးတော့ဆိုလင်းဦးကဝမ်ချန်ပီယံရှစ်ကပေးတဲ့စာချုပ်ကိုရရှိခဲ့တာလည်းပဲဖြစ်ပါတယ်။စာချုပ်ရရှိပြီးတဲ့နောက်မှာဆိုလင်းဦးအနေနဲ့အနိုင်ရရှိခဲ့ခြင်းမရှိတော့ဘဲနဲ့အရှုံးတွေနဲ့တိုင်းရင်ဆိုင်ခဲ့ရလည်းပဲဖြစ်ပါတယ်။သူရှုံးနေခဲ့တဲ့ပွဲတွေမှာဆိုလို့ရှိရင်ချန်ပီယံအဆင့်ရှိတဲ့ကစားသမားတွေနဲ့ရှင်ပြိုင်ခဲ့ရတာလည်းပဲဖြစ်ပါတယ်။စာချုပ်တန်းမှာပထမဦးဆုံးဆက်ဆက်နဲ့ရှင်ပြိုင်ခဲ့ရပြီးတော့အဲ့ဒီပွဲပြီးတဲ့နောက်ပိုင်းကစလို့ဝမ်ချန်ပီယံရှစ်မှာဆိုလင်းဦးအနေနဲ့နိုင်ပွဲပျောက်ခဲ့ရတာလည်းပဲဖြစ်ပါတယ်။စာချုပ်တန်းရဲ့ပထမဦးဆုံးပွဲဥထအနေနဲ့ဆက်ဆံနဲ့တွေ့ခဲ့ရမှာတော့ဆိုလင်းဦးကဒိုင်ယာပြဿနာတွေနဲ့ရင်ဆိုင်နေခဲ့ရလည်းပဲဖြစ်ပါတယ်။ပွဲမစခင်မှာဆိုလင်းဦးအနေနဲ့ကားအက်ဆီဒန့်ဖြစ်ပြီးတော့ဒိုင်ယာပြဿနာနဲ့ဆေးရုံတက်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒိုင်ယာကပြန်လည်တက်တာလာတဲ့အတွက်ဆိုလင်းဦးကပါဝင်ရှင်ပြိုင်ဖို့ကိုရွေးချယ်ခဲ့တာလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဆိုလင်းဦးကအမှတ်နဲ့ရှုံးနေခဲ့ရတာလည်းပဲဖြစ်ပါတယ်။နောက်ထပ်တစ်ပွဲကတော့လက်ရှိဘဒဝီတန်ရဲ့ချန်ပီယံဖြစ်တဲ့နာဘေးနဲ့ရှင်ပြိုင်ခဲ့ရတာလည်းပဲဖြစ်ပါတယ်။ဒီနေရာမှာဆိုလို့ရှိရင်လည်းနာဘေးရဲ့အရက်အသာစီးနဲ့ဆိုလင်းဦးကရှုံးနေခဲ့ရလည်းပဲဖြစ်ပါတယ်။အရက်ကအတိုင်းအတာတစ်ခုလောက်ထိကိုတော်လေးကိုကွာခြားနေတာကြောင့်မလို့ဆိုလင်းဦးအနေနဲ့ဒီပွဲမှာအမှတ်နဲ့ရှုံးနေခဲ့ရလည်းပဲဖြစ်ပါတယ်။နောက်ဆုံးထိုးတက်ခဲ့တဲ့ပွဲစဉ်ကတော့ရုရှားနိုင်ငံသားနဲ့ထိုးတက်ခဲ့ရလည်းပဲဖြစ်ပါတယ်။ဒီကစားသမားကလုံးဝကိုပါနေတဲ့ကစားသမားလို့ပြောလို့ရတယ်။ဆိုလင်းဦးကိုကြောက်အောင်မထိုးနိုင်တာလည်းသိတယ်။ဆိုလင်းဦးရဲ့ပါဝါကိုလည်းသိတယ်။ဒါကြောင့်မို့သူ့အနေနဲ့အမှတ်ကိုသာအဓိကထားပြီးတော့ကစားခဲ့တာကြောင့်ဒီပွဲမှာဆိုလင်းဦးကအမှတ်နဲ့ရှုံးနေခဲ့ရလည်းပဲဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာရိုးရလက်ဝဲမှာအချိန်အတော်တန်ကြာအောင်ကစားခဲ့တဲ့ဆိုလင်းဦးအနေနဲ့ဒီလိုအမှတ်ပေးတွေဒီလိုသူများရိုးရရဲ့အားကစားကိုတွားရောက်ရှင်ပြိုင်တဲ့အခါမှာတော်တော်လေးကိုအခက်တွေ့ခဲ့ရလည်းပဲဖြစ်ပါတယ်။ဆိုလင်းဦးရှင်ပြိုင်နေရတဲ့မွေထိုင်းမှာကြတော့ခေါင်းတိုက်ခွင့်မရဘူးသူတို့အနေနဲ့အမှတ်ပေးနေသွားတယ်ပြီးကြတော့ခြေထောက်ကန်ချက်ကိုအဓိကထားပြီးတော့အသုံးပြုတတ်တဲ့အာကစားနည်းဖြစ်တာကြောင့်မလို့ဆိုလင်းဦးအနေနဲ့အခက်ခဲတွေများစွာရှိခဲ့ပါတယ်။ငကိုကလေးကခြေကန်အားနည်းတဲ့ကစားသမားဖြစ်တာကြောင့်မလို့ဆိုလင်းဦးကဒီနေရာမှာတော်တော်လေးကိုအရေးနေခဲ့ရလည်းပဲဖြစ်ပါတယ်။ဆိုလင်းဦးကတစ်ချိန်တည်းမှာတင်ဝမ်ချန်ပီယံရှစ်ရဲ့ဥက္ကဋ္ဌကြီးကြိုက်တဲ့ကစားသမားဖြစ်ခဲ့တယ်လို့မျိုးတစ်ချိန်တည်းမှာတင်ဥက္ကဋ္ဌကြီးမကြိုက်တဲ့ကစားသမားလည်းပဲဖြစ်ခဲ့ပါတယ်။ချက်ထရီရဲ့အဓိကအားဖြင့်ဆိုလင်းကိုကြိုက်တဲ့အချက်ကသူ့ရဲ့ပထမဆုံးရှင်ပြိုင်ခဲ့တဲ့3ပွဲမှာ3ပွဲလုံးကိုပြပြတသားနဲ့အလဲထိုးနဲ့အနိုင်ရရှိခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဘောနက်တီပါတွေပေးစာချုပ်တီပါတွေပေးရလောက်တဲ့အထိကိုချီးမြှောက်ခဲ့ရတာလည်းပဲဖြစ်ပါတယ်။ဘာကြောင့်မကြိုက်ရလဲဆိုလို့ရှိရင်ဆိုလင်းဦးအနေနဲ့တပ်ပုံတက်ကွယ်မစုံလင်တာကြောင့်ပဲဖြစ်ပါတယ်။ဆိုလင်းဦးစီမှာရှိတာကလက်သီးထိုးတဲ့တပေါက်ပဲရှိတာတခြားသောခြေကန်အားတွေတခြားသောနီးစနစ်ပိုင်းတွေအားနည်းချက်ရှိနေတာကြောင့်မလို့ဆိုလင်းဦးအနေနဲ့ချက်ထရီမကြိုက်တဲ့ကစားသမားစီးရင်နဲ့မှာပါလာခဲ့တာလည်းပဲဖြစ်ပါတယ်။ဒါကြောင့်မို့နောက်ပိုင်းမှာပွဲတွေဝေးခဲ့ရတာလည်းပဲဖြစ်ပါတယ်။ဆိုလင်းဦးအနေနဲ့အခုချိန်နဲ့ဆိုဝမ်ချန်ပီယံရှစ်မှာပွဲမရတာ8လကျော်9လလောက်ကိုရှိလို့နေပြီလည်းပဲဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့မြန်မာကစားသမားတွေကိုဝမ်ချန်ပီယံရှစ်ကိုအဓိကပို့ပေးနေတဲ့ကိုဖြိုးဝေရဲ့ Facebook page ကနေတစ်ဆင့်ဆိုလင်းဦးကဝမ်ချန်ပီယံရှစ်မှာပါဝင်ထိုးသက်တော့မယ်ဆိုတဲ့အကြောင်းကိုတစ်စီးတစ်စောင်းပြောပြလာတာလည်းပဲဖြစ်ပါတယ်။ဆိုလင်းဦးအနေနဲ့ကျွန်တော်တို့မြန်မာရိုးရာအားကစားဖြစ်တဲ့ရိုးရာလက်ဝဲကိုအချိန်တိုင်းတာထိတစ်ခုထိကြာအောင်လေးလာပြီးတော့ကစားခဲ့တာကြောင့်မလို့သူများရိုးရာဖြစ်တဲ့မွေထိုင်းကိုကစားတဲ့အခါမှာအခက်အခဲများစွာဖြစ်ပေါ်ခဲ့တာလည်းပဲဖြစ်ပါတယ်။ဆိုလင်းဦးကမာခုံကောင်းပြီးတော့လက်သီးပေါဝါတော်တော်လေးကိုပြင်းတဲ့ကစားသမားလို့ပြောလို့ရတယ်သူ့အနေနဲ့ပြိုင်ခဲ့တဲ့ပွဲတွေအကုန်လုံးနဲ့မှအလဲထိုးခဲ့တယ်နောက်ပြီးကြတော့ရှုံးခဲ့တဲ့ပွဲတွေထဲမှာ decision ဆုံးဖြတ်ချက်တွေနဲ့ဒါရှုံးနေခဲ့ရတာလည်းပဲဖြစ်ပါတယ်ဆိုလင်းဦးအနေနဲ့ပွဲဝင်းနေတဲ့ကာလအတွင်းမှာသူ့အနေနဲ့လေးချင်ရည်တွေစမလုပ်ဖဲနဲ့သူ့ရဲ့ရိုးရလက်ဝဲကစားသမားတွေကိုလက်ဝဲနီးပြလိုက်လုံနေတယ်လို့ကျွန်တော်တို့ထင်မိပါတယ်
ဒါကြောင့်မလို့စိုးလင်းဦးက1 Championship မှာဆက်လက်မထိုးတော့ဘဲနဲ့လက်ဝိတ်လောကကိုကြောခိုင်းသွားပြီလို့ထင်မိခဲ့ပါတယ်။ဒါပေမဲ့ဒီလိုမဟုတ်ခဲ့ဘဲနဲ့1 Championship ကိုစိုးလင်းဦးအနေနဲ့တကြောပြန်ဝင်လာတော့မှလည်းပဲဖြစ်ပါတယ်။ဒါကြောင့်မို့စိုးလင်းဦးရဲ့တကြောပြန်1 Championship ရဲ့ခီးစဉ်မှာဘလို့တွေဆက်လက်ပြီးတော့လှုပ်ဆောင်သွားမလဲဆိုတာကဆက်လက်စောင့်မျှော်ကြည့်ရှုအားပေးရမှာလည်းပဲဖြစ်ပါတယ်။မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကတော့ 5 scat တွေ5 analysis တွေနဲ့ပွဲချုပ်ခံမှတ်ချက်တွေပြုလုပ်ပေးတဲ့ channel လေးပဲဖြစ်ပါတယ်။ဒါကြောင့်မို့ like share subscribe လေးနှိပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။